အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီသပင် site တာဒီနေ့နဲ့ဆိုရင်ဒါ day 3 video ဖြစ်ပါတယ်ပေါ့နော် day 3မှာထူးခြားခြားတွေဘာတွေဖြစ်လာလဲဆိုရင်တော့ဘာမှကျွန်တော်အတွက်ကတော့ထူးခြားခြားတွေမရှိဘူးကျွန်တော်ရောင်းနေတာဘာညာလဲတော့မရှိဘူးပေါ့နော်ဒီ day 3မှာဟိုဟာသပင်လေးတွေမြင်ရတဲ့အတိုင်းပဲကျွန်တော်မနေ့ကထက်ရောတနေ့ကထက်ရောပို့ပြီးတော့6လာတယ်ပေါ့နော်တွေ့လားကျွန်တော်သပင်လေးတရားကြည့်ပါနော်သပင်လေးတွေကမနေ့ကထက်လည်းပိုပြီး6လာတယ်ဆိုတော့ဘာထူးခံစားနေရလဲဆိုရင်တော့ဒီကောင်အခုရမ်းရားတယ်ပေါ့နော်ရမ်းရားတယ်ကျွန်တော်ရမ်းကုတ်ချင်တဲ့လောက်ဖြစ်တယ်ပေါ့နော်ဒါတော်တော်ကြီးကိုရားလာတယ်ဒီအရှိရလည်းရားသလိုကျွန်တော်အနောက်ကနှုတ်ထားတဲ့သပင်ကလည်းဒါတော်တော်ဒီအနောက်ကလည်းကျွန်တော်တော်တော်ရားနေတယ်ပေါ့နော်ဆိုတော့ခါကျတော့ထုံးစံတိုင်းပေါ့နော်သွားပြီးတော့ကုတ်လို့တော့မရဘူးဆိုတော့ကျွန်တော်တင်းကြီးခံပြီးနေရတယ်အမှန်ငယ်ဆိုရင်အခုဒါကျွန်တော်ဟိုလောက်ရှိသွားပြီအချိန်ရ17နာရီခွဲလောက်ရှိသွားပြီကျွန်တော်8နာရီခွဲ9နာရီလောက်ထဲကကျွန်တော်အိပ်ပျော်နေရပါတော့ဆေးတောက်ပြီးတော့ကျွန်တော်ဆေးတောက်ကြတယ်ဆေးတောက်ပြီးတော့ကျွန်တော်အိပ်နေတာပေါ့ဆိုတဲ့ခါကျတော့ဘာကြောင့်အိပ်လဲဆိုရင်တော့ဒါအရန်ရားလို့ဗျာကျွန်တော်အိပ်လိုက်တော့မယ်ဆိုပြီးတော့အိပ်လိုက်တာအခုဒီတိုင်းတည်နှူးတဲ့ခါကျတော့လေဒါအခုတော်တော်ရားကျွန်တော်ပြီးတော့ဒီ day 3နဲ့ပတ်သက်တဲ့ဗီဒီယိုလည်းမရသေးဘူးဆိုတော့ကျွန်တော်ဒါအခုထပြီးတော့ရိုက်လိုက်တာပေါ့နော်ဆိုတဲ့ခါကျတော့အားလုံးမြင်ကြတဲ့အတိုင်းပါပဲကျွန်တော်မနေ့ကထက်ပို့ပြီးတော့ကျွန်တော်သပင်လေးတွေကပို့ပြီး6လာတာတွေ့ရပါတယ်ဆိုတဲ့ခါကျတော့ day 3မှာဟိုနေ့ကထက်အခုပို့ပြီးတော့ရားနေတယ်ပေါ့နော်အရန်ရားလုံးအားကြီးလို့အသေးရားတယ်ပေါ့ဗျာကုတ်ချင်တဲ့အနေအထားကြီးဖြစ်လာတယ်ပေါ့နော်ဒီဘက်ဒီနားလေးတွေကအစအကုန်ရားတာအကုန်လုံးတစ်ပတ်လေရားနေတယ်ဒီနှစ်ဖူးရားနေရတော့မဟုတ်ဘူးပေါ့နော်ဒီရှေ့ဟာကတော့ဒီပြုတ်ကြီးကတော့အကုန်လုံးရားနေတာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒီဗီဒီယိုလေးကဒီလက်ရှိအခြေအနေလေးကဒါဟာ day 3မှာကျွန်တော်လက်ရှိဖြစ်တည်နေတဲ့အနေအထားလေးဖြစ်ပါတယ်မနေ့ဖြန်က day 4မှာဆိုရင်တော့ကျွန်တော်ဒီပတ်တီးလေးကိုခွာမယ်ခွာပြီးတော့ပတ်တီးလဲမယ်ဆေးကန်းမှာလိုက်တာတော့ဒီလိုရှမ်ပူအသေးစားလေးအပျော့စားလေးထင်တယ်ကျွန်တော်ဘူးကြီးလေးနဲ့ပေးလိုက်တယ်ပေါ့နော်အဲ့ဒီရှမ်ပူလေးကိုမနေ့ဖြန်ကလောက်ဆိုတော့ day 4ပေါ့နော်ကျွန်တော်ပတ်တီးလဲရင်းနဲ့ဒီအရှိလေးတွေကိုနည်းနည်းဆေးလို့ရတယ်ပြောတယ်အနောက်လေးလဲဆေးပေါ့နော်ခေါင်းကိုနည်းနည်းပါးဒီတန်ရှင်းလေးလှုပ်ပြီးတော့ပတ်တီးလေးပြန်စီးထားပါတော့ဆိုတဲ့ခါကျတော့မနေ့ဖြန်က day 4မှာကျွန်တော်အလားလေးတွေလုပ်ပါမယ်ဒီနေ့ day 3မှာတော့ဒီပုံစံတိုင်းလေးပဲကျွန်တော်အိတ်လိုက်ပါမယ်ရန်လဲရားနေတယ်ပေါ့နော်အခုတော့ okay အဲ့ဆိုရင်မနေ့ဖြန်က day 4မှာပြန်လည်တွေ့ကြမယ်နော် okay အားလုံးပဲဘိုင်ဘိုင်ပါ